သူ့ဘဝလည်းတနာစရာပါလားဘာလို့သေးလဲဟာလားဘာမှမလို့တော့လုံးဝယူရမယ်နော်ဟာလုံးဝကြာကြိုက်သူတွေအတွက်ဒါဝိဆိုင်လေးပေါ့နော်ဒါ shit ရှိုးတယ်ဒါရလုံးဝတမိုင်းနေတမိုင်းနေပထဝီတွေပေါ့အခုကတော့ဒါ6နာရီပေါ့နော်နေရတော့ရှိနေတော့မယ်ဆိုတော့ကျွန်တော်တို့ဒါဘာညာ coffee ဆိုင်လေးပါလေးတွားတာပေါ့နော်ဒါ AC ချေးမှာဖြစ်ပါတယ်ဆိုတော့ဒီတယောက်နဲ့ပါဒီတယောက်နဲ့ AC Superman ပေါ့နော် Superman နဲ့ချေးမှာဖြစ်ပါတယ်အဲဒီနေ့ဘာညာပေါ့ sorry ပါရအကောက်လာတောင်းရင်တော့ကျွန်တော်ကတော့ပေးဖို့အသင့်ပဲပေါ့နော်ဟာရရင်လည်းရမှာပေါ့နော်ကဲ coffee ဆိုင်ရောက်ရင်ပြန်တွေ့ပါမယ်မာလိုက်ပါပြီလုံးဝ share ပဲကျွန်တော်ရဲ့နောက်ခံကိုကြည့်လိုက်တော့လုံးဝယူရမယ်နော်ဟာလုံးဝဆောင်ရမ်းမိုက်တယ်နောက်ကောင်ယူရဒီဘက်ကြည့်ပါဒါမှမဟုတ်ဒီဘက်ကြည့်ပါတော့ background နဲ့တင်သွားလို့ရ coffee ဆိုင်လဲထိုင်မိပြီဆိုတော့ကျွန်တော်ရဲ့အနီးနားမှာလှတဲ့နေရာတွေစီကိုခရီးထပ်ဆက်မှာပါ shit ရှိုးတယ်ဘလောက်စီကားနေလဲဆိုတာအဲ့ဒါကိုပဲကြည့်လိုက်တော့မသိရင်ဒါကန်နာလန်ပေါ့နော်ဒါရန်ကုန်မှာရှိရင်ကန်နာလန်တစ်ခုလေးမိုက်တယ်ပေါ့နော်တော်တော်ကြီးကိုလှတယ်ပြမယ်တော်တော်မြင်တာနော်ဒီလို cast တွေရှယ်ကြီးတွေလုံးဝဘာလဲကြီးကိုလှတာပါရာစုနဲ့များစွာမဖြတ်ပဲနဲ့ထိမ့်သိမ်းထားတာဆိုလို့ယူရိုတနိုင်ငံပဲရှိပါတယ်ကျွန်တော်လည်းဒီဖျားเจ้าနဲ့ပေါ့နော်ရုပ်ရှင်တကားလောက်တော့ရိုက်ခဲလိုက်တယ်မရရင်လည်းပတ်စံကုံရကျိုးမနှက်မှာမို့လို့တခါလေးရိုက်ခဲလိုက်ပါတယ်ဒါရလုံးဝတမိုင်းနေတမိုင်းနေပထဝီတွေပေါ့ဒီဖျားเจ้าရဲ့တက်တန်းနှစ်ပေါင်း800တောင်ရှိပြီပေါ့နော်17ရာစုကဖျားเจ้าကတိသေးလေးပဲရှိသေးတာဒီ73ရာစုလောက်မှာပေါ့နော်ဖျားเจ้าကိုစတင်တည်ဆောက်ရင်းနဲ့15ရာစုလောက်မှာဖျားเจ้าကလုံးဝ Gothic style ဖြစ်သွားတယ်ပေါ့ဒီဖျားเจ้าတစ်ခုလုံးကိုပေါ့နော်အချိန်အဖြစ်နှစ်ပေါင်း300လောက်အချိန်ပေးပြီးတော့တည်ဆောက်ထားတယ်လို့တမိုင်းနဲ့အရာဖော်ပြထားတယ်ပေါ့အဲ့လိုနဲ့ကျွန်တော်တို့ယူရိုရဲ့ရှေ့ချဆုံးမောတစ်ခုသွားခဲ့တယ်ပေါ့နော်တော်တော်ကြီးကိုလည်းလှပါတယ်မောပေါ့နော်1840မှာခေါ်ဒါဒုတိယကမ္ဘာစစ်မစခင်ရှေ့အကျဆုံးနော်ယူရိုရဲ့ရှေ့အကျဆုံးမောတစ်ခုလို့ပြောရင်မမားဘူးပေါ့နော်တော်တော်ကြီးကိုဟိုရှေ့အောင်လည်းအမွေနှစ်ကိုလည်းထိန်းတယ်အခု modern style နဲ့လည်းဒါစောက်ထားရပေါ့နော်တော်တော်ကြီးကိုမိုက်တယ်နှစ်ပေါင်းအပြည့်189နှစ်တောင်ကြာခဲ့ပါပြီ19ရာစုမှာဥရောပမှာစက်မှုပညာထွန်းကားတဲ့အချိန်မှာပထမဆုံးမိုးလုံလေးလုံးတိဆောက်ခဲ့တဲ့မော်တစ်ခုလို့ပြောရင်မမှားပါဘူးအခုလက်ရှိ shopping mall တွေအစဒီကောင်ကားဆိုပြီးပြောရင်သိပ်မှန်ပါလိမ့်မယ်ယူရိုမှာတခုမိုက်တာဒီလိုမျိုးလမ်းဘေးဖျော်ဖြေမှုတိုင်းမှာလူကအမြဲမပြတ်ရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့အမြဲတမ်းအဲ့ဒီဖျော်ဖြေနေတဲ့လူတွေကိုအမြဲတမ်း support ပေးတယ်အားပေးတယ်အငုံစိတ်မရှိဘူးအပုတ်စိတ်မရှိဘူးဆွဲချခြင်းနဲ့စိတ်မရှိဘူးအမြဲတမ်း support ပေးတယ် appreciate လုပ်တယ်ဆိုတော့ယူရိုမှာနေခြင်းတဲ့လူတွေကများစတဲ့များလာတာလဲအဲ့ဒါကြီးကြောင့်ပါတယ်ပေါ့ကျွန်တော်တို့လမ်းလျှောက်တာကြားလာတာနဲ့အများဘိုက်ကတွေတန်းစုံတီးဝိုင်းနေတီးနေပြီပေါ့နော်ဆိုတော့ကျွန်တော်တို့စားဖို့အတွက်မြတ်သွားရပါတယ်ဒါပါခပ်ပတ်တုံရနော်တုံရထမင်းကျော်ပါတုံရထမင်းကျော်တီးတော်မူလို့ပါတီးတော်မူလိုက်ပါမယ်တုံရထမင်းကျော်ဆိုင်ရတော့မိုက်ပါလေဆိုင်ဆိုးရထိုင်းဆိုင်ဒီဇိုင်းမှာကျွန်တော်တို့ရဲ့ဘိုက်ပြဿနာကိုဖြေရှင်းလိုက်ပါတယ်တော်တော်လှရဗျာလုံးဝပူစီတာနိုဘိုင်ပူစီတာနိုအယ်မာဖီလည်းဒီလိုပဲသွားမယ်ဟမ်ဒီကောင်ကလည်း vibe ပြောင်းမယ်နော်အယ်မာဖီကြတော့ကဲကျွန်တော်တို့အခုကစားလဲစားပြီးပြီတောက်လဲတောက်ပြီးပြီဆိုတော့ဒီမှာမွေးနေ့ချိန်ကျွန်တော်ကိုကြွေးပါတယ်ကျွန်တော်သူ့စီကဂုံးဆင်းလိုက်ပါတယ်ဒီ Superman စီကကျွန်တော်ဂုံးဆင်းလိုက်တယ်ပေါ့နော်ပထမဆုံး birthday wish ပေးတဲ့အတွက်ကျွန်တော်အရင်ဆုံးဂုံးဆင်းလိုက်တာတော်တော်စားကောင်းပါလေ။ဟာသာတုံရမ်းထမင်းကျော်တော်တော်စားလို့ကောင်းတယ်။ကဲအခုဟိုတယ်ပြန်ပါမယ်။သူ့ဘဝလည်းတနာစရာပါလား။ဘာဖြစ်တာလဲမလို့။ပကနဲမြင်သွားတာလို့ပါ။ဒါကျွန်တော်တို့အိမ်ပြန်မတော့မယ်ပေါ့နော်။ hostel သွားတော့ပါမယ်။အပြန်လမ်းလေးပေါ့နော်။ညမှာကျွန်တော်တို့ပုံနေပါရိုက်မှာပေါ့နော်။ကျွန်တော် black outfit တွေနဲ့ပုံတွေကဖြုတ်တော့မှာဟာညမှာပေါ့။
ခဏဟိုတယ်သွားပြီးခဏတော့အိတ်လဲကားပေါ်မှာလည်းမအိတ်ကသေးဘူးဘယ်မှာမှမအိတ်ကသေးဘူးထိုင်နေစကားပြောတယ် AC ပဲကျွန်တော်တို့ကလုံးဝဒီယူရိုရဲ့ vibe ကိုခံစားနေဒါတွေကယူရိုရဲ့ vibe ကိုခံစားတာတကယ်ကြီးကိုမိုက်တယ်ပေါ့နော်ဒီမှာကြည့်ပြမယ်ပြီးသွားပြီဘာလို့သေးလဲဟာလားဘာမှမလို့တော့ this is Europe ဟာလားဘယ်လိုလဲဆိုတော့ဒါတော်တော်ကြီးကိုမိုက်တဲ့ vibe ကြီးပေါ့နော်ဒါအကုန်လုံးကိုမြင်အောင်ပြတာဒါအကုန်လုံးလည်းရောက်ဘူးအောင်ကျွန်တော်ကတိတ်တိတ်ချာချာကိုပြောပြီးတော့တိတ်တိတ်ချာချာလုပ်ပြီးတော့ဒါဗီဒီယိုရိုက်ကမလွယ်ဘူးဗျသိလားဗီဒီယိုတစ်ခုဖြစ်ဖို့ဆိုတာပတ်စံနေအများကြီးရင်းနှီးမြုံနှံပြီးမှဒါဗီဒီယိုတစ်ခုဖြစ်တာ travel vlogger တွေတော်တော်များများမေးကြည့်ဗျာဒါကျွန်တော်ပြောတာ travel vlogger တွေတော်တော်များများအခု traveling လုပ်နေတဲ့ vlogger တွေတော်တော်များများမေးကြည့်ပတ်စံရမ်းလိုက်ရကင်မရာဘိုးတွေဘာဘိုးတွေညာဘိုးတွေခဏဖယ်တာပတ်စံခရီးသွားရင်ပတ်စံအထုတ်လိုက်နဲ့ကုန်သွားသိရမလားကိုရဲ့ vibe ကိုလည်းဒါအကုန်လုံးလည်းတည်ရဲအဲ့လိုမျိုးပေါ့ဒီမှာကြည့်ဘယ်လောက်လာလဲဒါတွေကလုံးဝအမှုပညာ this is art ကြည့်လူတော့မရှိဘူးပေါ့နော်လူတော့မရှိဘူးလာယူရိုကတော့ဒီလိုပါပဲဘယ်လောက်ပဲလင်းနေပါစေဘယ်လောက်ပဲမှောင်နေပါစေလူကတော့အဲ့လိုမျိုးပေါ့မရှိပိတ်ရက်လောက်ပဲစီတယ်ပေါ့နော်ဒါတော့ပိတ်ရက်ဒီနေ့ဒါကျွန်တော်တို့မနက်ကလာခဲ့တဲ့နေရာတွေပေါ့နော်ဒါလူတွေရှင်းနေတယ်လုံးဝနေအရမ်းမပူရင်အဆင်ပြေတယ်ဗျာသိလားနေကဒုက္ခပေးနေတော်တော်ပူတယ်ဒီမှာပူပြီးဆက်တာပူပြီးလောင်တာမဟုတ်ပူပြီးဆက်တာ အဲ့လိုနဲ့ပဲကျွန်တော်တို့ဟိုတယ်ပြန်သွားပါတယ်ညမှာ AC နိုင်အောင်မယ်လို့လှုပ်ထားတာပါ 2,000 years later. အခု night light ပေါ့နော်ဘယ်နှစ် night လဲ7 night light အေးပေါ့7နဲ့ night light လေးတစ်ခုပါပြပါမယ်လူစီကားနေတဲ့ night life တစ်ခုပါဆိုတော့ဒီမှာကျွန်တော်တို့လမ်းလျှောက်မယ်ပတ်မယ်ဒီလိုလေးနဲ့ပဲသွားမှာပေါ့နော်ဒါလုံးဝကြည့်လိုက်ပါ အဲ့ဒါနဲ့ကျွန်တော်တို့မနက်ကရောက်ခဲ့တဲ့နေရာကိုပြန်ရောက်ခဲ့ရတယ်အဲ့ဒီနေရာဟိုတယ်နဲ့အနီးဆုံးနေရာတစ်ခုပဲဖြစ်ပါတယ်မသိရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့တိုင်းစီးတီးလိုနေရာမျိုးကိုရောက်နေသလိုပါပဲတကယ်ကိုလှပလွန်းပါတယ် ဝီဆိုင်နော်ဒါကန်ဂျာကြိုက်သူတွေအတွက်ဒါဝီဆိုင်လေးပေါ့နော်ဒါမဘာညာပေါ့တော်တော်စီကားနေပါလေပရိုဘာပြောချင်လဲအရန် safe ဖြစ်ပါတယ်ဟုတ်ကဲ့ပါဘာမှစီတော်တော်လာတယ်ဒီလူဘယ်သူပေါ်တာဆွဲမယ် အဲ့လိုနဲ့ကျွန်တော်တို့ဘယ်လ်ဂျီယံရဲ့ night life ကိုရှောက်သွားနေပါတယ်အချိန်အဖြစ်ပြောရမယ်ဆို7နှစ်တောင်ရှိနေပါပြီ တကယ်မိုက်ပါတယ်နေရာတွေအကုန်လမ်းနေတာပါတော်တော်ကြီးကိုမိုက်တယ်မိုက်တော့ယူရိုရဲ့ night life ဖြစ်ပါတယ်နော်စီလားမစီလားတော့မပြောနဲ့တော်တော်ကြီးကိုစီတယ်ပေါ့ လူစီကားပဲမဲ့နယ်သာလန်မှာရှိတဲ့ Amsterdam မြို့ကြီးကိုတော့ဘယ်မှီမလဲဗျာကျွန်တော်တို့သွားတဲ့အချိန် World Cup ပွဲကြီးရှိတဲ့အတွက်ဒါရက်ဆိုင်တွေပုံဆိုင်တွေမှာဘောလုံးပွဲကြီးတဲ့လူတွေတော်တော်များများကိုတွေ့ရပါတယ်အဲ့လိုနဲ့ကျွန်တော်တို့လမ်းမားပြီးတော့ဗောနော် LGBT တွေအုပ်စိုးနေတဲ့ဂေးဘာလန်တစ်ခုကိုရောက်သွားတယ်ဗောနော်ဆိုတော့ဘယ်လ်ဂျီယံကိုလည်းပတ်လာမဲ့လူတွေဗောနော်ဒီလမ်းကိုမလာပါနဲ့ဗောနော်နည်းနည်းကီးကိုင်းမဲ့ပုံစံတော့ရှိမှာမဟုတ်ပါဘူးဒီလမ်းက ကဲအခုမကြည့်ကဲအားလုံးမြင်ကြရမဟုတ်လားဆိုတော့ပြောချင်တာကကျွန်တော်ဖိန်ကောင်းချိန်ပြီးပြောတာမဟုတ်ဘူးเนาะအမှန်တိုင်းပြောတာပေါ့ကျွန်တော်ဒီနေ့တွေးခဲ့တာတွေမြင်ခဲ့တာတွေအကုန်လုံးဒါသင်ခန်းစာတွေကြီးပဲပေါ့เนาะဘာလို့လဲဆိုတော့နယ်သာလန်တော့ယူရိုထဲမှာဘယ်နိုင်ငံမှမကောင်းဘူးလက်ဆန်ဘောကောင်းမယ်ဆွစ်ဇာလန်ကောင်းမယ်နယ်သာလန်ကောင်းမယ်ကွန်ထရိုးရှိတယ်ဂျာမနီလည်းမပြောတတ်ဘူးလေကျွန်တော်တို့သွားမှသိပါလေဆိုတော့ဒီလိုပါပဲ this is Europe ဖြစ်ပါတယ်လူမျိုးပေါင်းစုံဇယိုက်ပေါင်းစုံဘာသာပေါင်းစုံအစုံတွေ့ရမှာကျွန်တော်နိုင်ငံတစ်ခုပြီးတစ်ခုပတ်တာပြင်သစ်ဆိုလဲပြင်သစ်အထားဒီဘယ်လ်ဂျီယံဆိုလဲဘယ်လ်ဂျီယံအထား
ဆိုတော့ဘာမှပြောစရာလည်းမရှိတော့เนาะဆိုတော့ယူရိုကိုလာတဲ့လူငယ်တွေကယူဆိုင်ကြပါဘူးเนาะအဲ့ဒါတခုပဲပြောချင်ပါတယ်